ထောင်ဖောက်ပြီးလွတ်လာတဲ့လူတယောက်နောက်တနေ့မနက်မှာပဲနေကင်းကြောင်တောင်ဓမြတိုက်ဖို့ဆုံးဖြတ်လိုက်တယ်။စကိုင်းဘက်ကံမြူထူထူတွေကြားရဲလေတစည်းကန်းကတ်လာတယ်။လေဘောပထမဆုံးဆင်းလာသူကတော့ပလိတ်ယူနီဖောင်းနဲ့စိန်တမြောင်လက်ထဲမှာ rifle ညနာမှာအေးဆက်မှုအနည်းငါအချုပ်ခန်းဖောက်ပြေးလာတဲ့သူလို့ဘယ်သူမှထင်မှာမဟုတ်ဘူး။သူ့နောက်မှာဗမောင်လှမောင်ခါလေးဒါပေမဲ့သူတို့ဒီဘက်ကိုထွက်ပြေးဖို့လာတာမဟုတ်ဘူး။ဓမြပြန်တိုက်ဖို့လာတာစိန်တမြောင်ကကန်းဆက်ကတဲပြက်တစ်ခုစီတန်းသွားတယ်တဲအောက်မှာဝတ်ထားတဲ့ပစိုးစုပ်တစ်ထုပ်ကိုဆွဲထုတ်လိုက်ပြီးတော့ပစိုးကိုဖြီးလိုက်တဲ့အချိန် rifle တနက်တလက်ပေါ်လာတယ်ဆရာကြီးဒါဘယ်ရရတော့ညကလေးကကြိုဝတ်ထားတာသူ့အတန်တီတီငိမ့်ငိမ့်ပဲကဲငါတို့တထေးဥကျင်အိမ်ဓမြသွားတိုက်မယ်ဆရာကြီးနေကင်းဓမြတိုက်မယ်ဆိုတာစိန်ဓမြကခေါင်းလှည့်ကြည့်လိုက်တယ်နေကင်းမဓမြမတိုက်ရအောင်လို့ဘယ်ဖះဟောတာလဲငါဝတ်ထားတာမင်းပထွေးရဝတ်တဲ့ plate uniform လေဘာမောင်တို့တိတ်သွားကြတယ်တထေးဥကျင်အိမ်ရှိတိုက်နေရတဲ့ကိုတနက်လွယ်ထားတဲ့ plate တယောက်ဝင်လာတယ်။ဘာကိစ္စများရှိလို့လဲကွယ်။စိန်နှမြောင်းကရင်ရင်ကြည်ကြည်ပြုံးနေ။ညကအချုပ်ဖောက်ပြေးသွားတဲ့ဓမြတွေဒီဘက်လာမဲ့တည်င်းရလို့ဌာနအုပ်မင်းကစောက်ရှောက်ဖို့လွှတ်လိုက်တာပါ။ဒေါ်တာဦးကျင်းတဲ့ပုံနဲ့အော်ကိုလူတို့လွှတ်လိုက်တာလား။ချက်ချင်းအိမ်ထဲဝင်မှုခေါ်လိုက်တယ်။စိန်နှမြောင်းကခြံထဲကလူဝင်လူထွက်တွေကိုကြည့်ပြီးတော့မျက်မှောင်ကျုပ်တယ်။ဒီလောက်လူရှုပ်နေအနေနဲ့များတယ်တော်တော်။ဓမြတွေရောပြီးဝင်လာရင်ခတ်ကုန်မယ်။ဒေါ်တာဦးလက်ပြီးချက်ချင်းလူတွေကိုပြန်လှုပ်ခိုင်းတယ်။ခဏအကြာမှာတော့ခြံထဲမှာအိမ်သားနည်းနည်းပဲကြံခဲ့တော့တယ်။အဲဒီအချိန်မှာစိန်တမြောင်း rifle ကိုအသင့်ကင်လိုက်တယ်။ဒေါ်တာဦးမျက်လုံးပြူသွားတယ်။ဒါနဲ့တော်တော်ကျွန်တော်ကိုမမှတ်မိဘူးလား။ဒေါ်တာဦးကတေချာကြည့်ပြီးတော့တွေ့ဘူးတလို့တော့ရှိရဲ့။စိန်တမြောင်းအေးဆေးပြုံးတယ်။ကျုပ်စိန်တမြောင်းလေဒေါ်တာဦးမျက်နှာဖြူဘက်ဖြူရောဖြစ်သွားတယ်။စိန်တမြောင်းကငွေစက်ကူတွေကိုအတန်ကြီးကြီးရွေးထုတ်ခိုင်းတယ်။ဒေါ်တာဦးကတုံတုံရင်ရင်နဲ့မလုပ်ပါနဲ့ကွယ်ဒါတော်တော်တို့ကောင်းကောင်းဝင်နဲ့ရှာထားတဲ့ပစ္စည်းလေးတွေပါ။ကဲအဖွားကြီးခမရနတောင်ကြီးချွတ်စမ်းပြ။ဒါတော်တော်တို့မင်္ဂလာဦးပစ္စည်းလေးမလုပ်ပါနဲ့အိမ်ကာလဝိပတ်နောက်ပိုးတက်တဲ့ကန်ကန်ကြီးအကျိုးများတဲလဲကြောက်စရာကောင်းတကူကျောင်းလက်ကပါကြီးရဲ့ခမည်းမတရားယူသွားတာလေကျုပ်မိန်းမကိုကျုပ်ပေးထားတယ်မင်္ဂလာဦးပစ္စည်းဗျကဲဖြုတ်မှသာဖြုတ်စမ်းပါဗျာနှုတ်မဟုတ်တနက်ကကြည်ထွက်သွားလို့တနက်ကုံတော်မတီးလိုက်ရပဲအပယ်လားသွားမယ်စိန်နှမြောင်ကလူအားလုံးကိုမြေကြီးပေါ်မောက်အိတ်ခိုင်းပြီးတော့စောင်းတထဲနဲ့အုပ်ပစ်လိုက်တယ်ခေါင်းထောင်တဲ့သူပြစ်မယ်ပြီးတော့လှမောင်တဲ့အတူအပြင်ထွက်ပြေးသွားတယ်အပြင်မှာမြင်းလဲရအစင်တဲ့ဘာမောင်နဲ့ခါလေးကစိုးရင်တကြီးစောင့်နေကြတယ်ဒါပေမဲ့မြင်းလဲရမထွက်သေးဘာမောင်ကရှေ့တို့ကြည့်လိုက်ရမြင်းလဲเสียမရှိဘူးလှမ်းအောင်လိုက်တဲ့အခါမှာခြံဝန်းဘေးဘက်မှာလူတယောက်ထွက်လာတယ်ငရုတ်သီးခူးနေရကွာမြင်းလဲเสียဘာရင်ငရုတ်သီးလက်တဆုပ်ကိုလွယ်အိတ်ထဲထည့်ရမြင်းလဲပေါ်ပြေးတက်လာတယ်တစ်ဖွဲ့လုံးကြောင်သွားကြတယ်ဒီအချိန်ငရုတ်သီးခူးเสียလားကွာစိန်နှမြောင်ကြီးမင်းကုန်းဘက်ကိုမောင်းဆိုသည့်စကားဆုံးသည်နှင့်မြင်းလဲကအရှိန်ဖြင့်ထွက်သွားတော့သည်မြင်းလဲဟာမင်းကုန်းရွာထိန်ဇရက်တဆောင်မှာရက်လိုက်တယ်စိန်နှမြောင်ကပစိုးတစ်ထဲဖြန်းလိုက်တယ်ပတ်စံတွေပုံလှမောင်ကပုံချလိုက်တယ်စိန်နှမြောင်ကစိန်နကက်ကိုပါတင်လိုက်ပြီးတော့လေးပုံညီမြခွဲခါလေးကအညီမြခွဲတယ်တယောက်တပုံယူအားလုံးအံ့ဩသွားကြတယ်ဆရာကြီးမယူလားစိန်နှမြောင်ကပြုံးတယ်ငါ့ကိုပေးတဲ့ထင်တဲ့လောက်ပဲပေးအဲ့ဒီစကားကြောင့်အားလုံးငြိမ်သွားတယ်ဒီလူနောက်ကိုအသက်ပေးပြီးအောင်လိုက်ကျင်စိတ်ဖြစ်လာကြတယ်မြင်းလဲသမားဘုံငရုတ်သီးပါအပွဲဝင်သစ်ဖြစ်သွားတယ်နောက်တစ်ခါမင်းလဲဓမြဝင်တိုက်ရမယ်ဘာရင်ရရှိရဲ့တေချာပေါ့ပေါ့ဆရာကြီးရဲ့ဘုံရုပ်သီးကမေးလိုက်တယ်နောက်တစ်ပွဲပမာလဲဆရာကြီးစိန်နှမြောင်ကစိန်နကက်ကိုလက်ထဲလှည့်ကြည့်ပြီးပြုံးတယ်အဝေးမဟုတ်ပါဘူးဈေးကြိုရွှေဆိုင်တန်း